တွေးတစ်ခုကနေပြီးတော့မှအောင်မြင်မှုရရှိသွားတဲ့အမျိုးသမီးတစ်ယောက်ကြောင့်ကျွန်မပြောပြချင်တယ်ကျမရဲ့အမပေါ့နော်သူကလွန်ခဲ့တဲ့10စုနှစ်လောက်ကလုပ်ငန်းတစ်ခုမှလည်းတစ်လောက်30လောက်ဝင်ဝင်ရှိနေတဲ့အချိန်သူ့ရဲ့မထင်မှတ်တဲ့စကားတစ်ခွန်းကဒီနေ့သူဟာတကယ်ကိုအောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်သွားခဲ့တယ်ဆိုတာကိုကျွန်မသိလိုက်ရတယ်သူ့ရဲ့အိမ်မက်ကလေစားတောက်ဆိုင်ဖွင့်ချင်တာသူ့ရဲ့အတွေးချင်တာသူကလူတွေကိုချက်ပြုတ်ကြွေးရတာအရန်ဝါသနာပါတယ်အဲ့မှာဆိုရင်2013ခုနှစ်မှာလုပ်ငန်းကြီးကအရန်ကောင်းနေပြီမဲ့2019ခုနှစ်လောက်မှာသူ့ရဲ့လုပ်ငန်းကရပ်တန့်သွားရတယ်အဲ့မှာလုံးဝသူက0ဝင်ငွေတစ်ခုမှမရှိတော့တယ်ဝင်ငွေလုံးဝမရှိတော့နဲ့အိမ်ထောင်ရှင်မဖြစ်သွားတယ်ဒါပေမဲ့သူကအိမ်ထဲမှာနေနေတဲ့အချိန်မှာဘာသာရေးတွေလုပ်တယ်ဖျားတရားတွေလုပ်တယ်တရားထိုင်တယ်ကောင်းတဲ့အတွေ့အကြုံတွေသူများများတွေးတယ်တွေးတဲ့အချိန်မှာ2021ခုနှစ်မှာသူ့အတွက်ခွင့်လန်းတစ်ခုကပေါ်လာတာကတော့ဒီနေ့သူတောင်ကြီးမြို့မှာအသားဆက်လက်ဆိုပြီးတော့မှဆိုင်ဘကွဲပေါင်း3ဆိုင်သူဖွင့်နိုင်ခဲ့ပြီပေါ့နော်2021ခုနှစ်မှာစခဲ့တဲ့သူ့ရဲ့လုပ်ငန်းကဒီနေ့2025ခုနှစ်မှာဆိုင်ကွဲပေါင်း3ဆိုင်နဲ့အောင်မြင်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်သွားပြီဒါကကျွန်မဘာကိုပြောချင်တာလဲဆိုကျမတို့တွေကလှုပ်ချင်တဲ့စိတ်ရှိလိုက်တယ်အတွေးလေးထဲမှာဒါဖြစ်ချင်လိုက်တာဒါပေမဲ့မဖြစ်နိုင်ပါဘူးဆိုတဲ့အတွေးတစ်ခုကနေကျမတို့ကိုပြန်ပြီးတော့မှကျမတို့ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေကိုအားလုံးလက်လူရှုလိုက်ရတယ်ကျမတို့ဆက်မလုပ်ရတဲ့ဘဝတွေကိုရခဲ့ရတယ်ဘဝမှာလှုပ်ချင်တယ်ဆိုတဲ့စိတ်တစ်ခုရှိလိုက်တာနဲ့အခက်အခဲတွေအကုန်လုံးကိုကြော်လွှားနိုင်ပြီးတော့မှမိသားစုရဲ့စီးလုံးမှုတွေနဲ့လုပ်ငန်းတစ်ခုကိုလှုပ်လိုက်မယ်ဆိုရင်အောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာတယ်ဆိုတာကျမအမကနေပြီးတော့တက်ချင်စိတ်ရှိဖို့ပဲလို့တယ်အဲ့ဒီလှုပ်ချင်စိတ်ကိုအတွေးတွေကနေလာတယ်အတွေးတွေကနေလှုပ်ရက်အဖြစ်ပြောင်းမယ်လှုပ်ရက်အဖြစ်ကဒါကြောင့်ဒီနေ့ကျွန်မပြောပြချင်တာကအားလုံးရဲဝံ့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်လို့ရတယ်ကိုယ့်ရဲ့အတွေးတွေကိုလက်တွေ့အသုံးချလို့ရတယ်ကျမတို့ဒီရဲ့စက်ကြရာကြီးမှာကျမတို့အတွက်နေရာတစ်ခုရှိတယ်ဆိုတာကိုကျွန်မပြောပြချင်တာပါဒါကြောင့်ဒီနေ့မိတ်ဆွေမှာဆိုလဲကိုဖြစ်ချင်တဲ့အိမ်မက်တွေကိုဘဝမှာကိုဖြစ်ချင်တဲ့အရာတွေရှိခဲ့မယ်ဆိုရင်ရဲကြီးနဲ့အတွေးတွေကိုစပြီးတော့ပုံဖော်လိုက်ပါနော်ဒီနေ့ကျမရဲ့အဲ့တဲ့အရာလေးကတင့်အတွက်ခွန်အားတစ်ခုဖြစ်သွားမယ်ဆိုရင်ကျမကို yes လို့မှတ်ပေးခဲ့ပါကျမကတော့အမျိုးသမီးတွေရဲ့ဘဝခွန်အားဖြစ်စေတဲ့စကားတွေကိုပြောကြားပေးနေတဲ့ချိုးစင်ဖြစ်ပါတယ်နောက်ဗီဒီယိုမှာကျမတို့တွေပြန်ဆုံကြ